အသခင်ဂတိတော်ကယနေ့ကျွန်တော်တို့ရဲ့မိသားစုပေါ်မှာတည်ရောက်နေပြီဖြစ်တယ်အာမင်တမန်တော်ဝတ္ထု16:31မှာသခင်ယေရှုခရစ်ကိုယုံကြည်ကြလောယုံကြည်လျင်သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်ဟာလေလုယာယနေ့ကျွန်တော်ရဲ့ကိုယ်လည်းဘုရားသခင်ရှိဦးစွာဖြင့်ရွေးနှုတ်ကယ်တင်တယ်ကျွန်တော်ရဲ့မိသားစုကိုလည်းယခုစိတ်မှာပြီးသွားတဲ့ဒီဇင်ဘာခုစိတ်မှာရွေးနှုတ်ကယ်တင်ခဲ့ပြီးဖြစ်တယ်ကျွန်တော်အယံဝမ်းမြောက်ခြင်းခံစားရတယ်ကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်ကြည့်တဲ့အခါမှာလည်းပဲကျွန်တော်မိမိနဲ့ကျွန်တော်ဖေဖေကျွန်တော်ရဲ့ညီမလေးကိုကြည့်တဲ့အခါမှာလည်းပဲတမန်တော်ဝတ္ထုမှာ16:34မှာဘုရားသခင်ကိုယုံကြည်လျက်အိမ်သူအိမ်သားပေါင်းတို့နဲ့တကွဝမ်းမြောက်ခြင်းတို့ရောက်လေ၏တဲ့အာမင်ကျွန်တော်အခုရောက်ခဲ့ပြီဖြစ်တယ်ကျွန်တော်ရဲ့မိသားစုရောက်ခဲ့ပြီဖြစ်တယ်ထိုနည်းတူစွာပဲဒီမှာရှိကြသောညီကိုမောင်နှမများမှာလည်းပဲမိမိရဲ့ညီကိုမောင်နှမရဲ့ရှိကြမယ်အမိဘတွေရှိကြမယ်ခရစ်တော်အကြောင်းကိုကြားနေရတော့လဲမယုံကြည်မလက်ခံရသေးသောသူများရှိကြပါလိမ့်မယ်အားပေးပါတယ်ဘုရားသခင်ကသစ္စာနဲ့ပြည့်စုံတော်မူသောဘုရားရှင်ဖြစ်တယ်ခတ်သိမ်းသောအမှုတတ်နိုင်တဲ့ဘုရားရှင်ဖြစ်တယ်အားပေးပါတယ်လို့ဟာလေလုယာဘုရားသခင်နာမတော်ဒီကဘာစစ်စစ်ဘုန်းကြီးပါစေတော့ရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ